ဒီဘဲရင်ကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့နော်စစ်တဲ့ lobby တွေထွက်လာတဲ့အတန်ပေါ့ဒီနေရာတွေကတေးတဲ့နေရာတွေဟာလားဟိုလှုပ်တဲ့နေရာတွေတေးကြကွာကျဲတယ်ကွာဘုံကျဲတယ်ကွာဆိုတဲ့စကားတွေပေါ့နော်ဒါကပြည်သူကိုစိတ်ခေါ်လိုက်တာဖြစ်တယ်ပြည်သူကိုစော်ကားလိုက်တာဖြစ်တယ်ပြည်သူကိုတက်လှန်ပေးလိုက်တာဖြစ်တယ်ပေါ့နော်အဲ့တော့ပြည်သူတွေအနေနဲ့ကငါတို့ဒီလိုလူတွေရဲ့လက်ထဲမှာတော့ငါတို့ဘလို့နီးနဲ့မှဆက်ပြီးတော့ရှင်သန်လို့မဖြစ်နိုင်တော့ဘူးဆိုတဲ့ဟာခိုင်မာဟိုအတွေးဝင်သွားတာမျိုးပေါ့ရှင်နော်ဒီ၄နှစ်တာကာလမှာလည်းပြည်သူတွေကတောက်ခံပေးရတာအတိပဲလေနော်အခုလိုမျိုးစစ်တပ်ဘက်ကနေပြီးတော့ထွက်တဲ့သတင်းတွေဟလာဒါချင်းသတင်းမှာဒါတွေကဟိုလိန်ညာလောက်ကြံဖန်တီးတာပါဆိုရတော့အောင်အဲ့လိုပြောရအောင်လေယုံကြည်စရာတကွက်မှရှိမနေဘူးဘာလို့လဲဆိုလို့ရှိရင်ကျမတို့ဟာပြည်သူဟိုတောင်းတဲ့ချီနော်တိတ်တဲ့ချီဒုက္ခရောက်နေတဲ့ဟိုရေဘေးတို့နော်ငလင်ဘေးတို့တဘာဝဘေးတို့အချိန်ဒီမှာတော့မှနော်တရက်မှမပြတ်ဘူးပုံကျဲခဲ့တဲ့လုံရသူစစ်တပ်ကပဲလုပ်ခဲ့တာအဲ့အတွက်ရှင်တို့စင်တွေကိုစိတ်တည်နေဖုံးလဲလက်ကားပဲနော်တက်တည်အထောက်ထားတွေကနော်ကဘာကြီးတစ်ခုလုံးတိအောင်လဲဒါကျမတို့တော်လှန်ရေးသမားတွေနော်ဒီ UNG တောင်းရှိတဲ့လူတွေအားလုံးပေါ့ရှင်ဝိုင်းဝန်းကြိုးပမ်းနေကြတာပဲဒါကျမတို့လည်းကျမတို့ရောက်နေတဲ့နိုင်ငံမှာဆိုလို့ရှိရင်ကျမတို့လည်းချိတ်ဆက်နေတဲ့အဖွဲ့အစည်းတွေကိုဒီသတင်းတွေပေးပို့တာပဲเนาะအဲ့အတွက်ဘယ်လိုမှလိန်လို့မရပါဘူးဒါကြီးကเนาะအများအားဖြင့်ရှင်တို့တွေကတော့လိန်ခဲ့တာပေါ့ရှင်ဟိုရှင်တို့လိန်ခဲ့တာနှစ်80ရှိသွားပါပြီเนาะအဲ့ဒါတွေကအလုံးဖြစ်တော့ပါဘူးဒါပေမဲ့ဟိုဘာတစ်ခုဖြစ်သွားလဲဆိုတော့เนาะရှင်တို့ကိုစည်ရင်မှတ်သွားတယ်ပြီးသူကเนาะရှင်တို့တွေဟလာဒီမြန်မာနိုင်ငံတဝန်းလုံးမှာလက်နက်ကင်လက်ကင်ကြီးအကုန်လုံးရှိနေပြီဒါကိုသိထားသိကျင်တယ်ပေါ့နော်ရှင်တို့ရဲ့အသက်အန္တရာယ်ရှင်တို့ရဲ့လုံခြုံရေးရှင်တို့ကိုယ်တိုင်ယူဆိုင်တာပါရှင်တို့ပါဇက်ကထွက်တဲ့နှုတ်ထွက်စကားတွေပေါ့အဲ့တော့ငါပထွေးတွေအုပ်ချုပ်နေတာပဲဆိုပြီးတော့ရှင်တို့ကပထွေးအားကိုနဲ့အဲ့ဒီလိုမျိုးပြောရဲနေပြီမဲ့ဒါတွေကတမိုင်းမှာမှတ်တမ်းဖြစ်တယ်ပေါ့နော်ရှင်တို့ပါဇက်ကနေဘာမှထွက်မလာဘူးဆိုလို့ရှင်တော့ရှင်တို့တို့အန္တရာယ်ကင်းကြီးကင်းအောင်ပါအခုကရှင်တို့လုံခြုံရေးရှင်တို့ယူဆိုင်လို့ပြောနေတယ်နော်ရှင်စရာကောင်းတဲ့စကားတွေရှင်စရာကောင်းတဲ့စိတ်ဓာတ်တွေပြည်သူတွေရဲ့နှလုံးသားတွေကိုရိုက်ထည့်ပေးနေတာရှင်တို့တို့အလားလာမကောင်းဒီတော်လန်ရေးဟာပြည်သူကနေစခဲ့တာဖြစ်တယ်ဒီလောက်ကြီးကြီးမားမားတော်လန်တဲ့ကြီးကြီးမားမားတိုက်လာတဲ့ပွဲကကျွန်တော်တို့မြန်မာနိုင်ငံသမိုင်းမှာမရှိခဲ့ဘူးဒါကိုလည်းသတိထားစေချင်တယ်အဲ့တော့ဒီပွဲကြီးဘာရောက်ဖြစ်လာလဲဆိုပြည်သူရဲ့စိတ်ဓာတ်တွေကြောင့်ဖြစ်လာအဲ့တော့ရှင်တို့ကိုပြည်သူတွေကစည်ရင်မှတ်သွားပြီဆိုရင်ရှင်တို့စိုးရင်ရမယ်အနေထားမှာရှိနေပြီကျွန်မဒီပေးတင်တယ်ပေါ့နော်နောက်တစ်ခုကလုပ်ရက်တွေစစ်ကောင်စီကလုပ်နေတဲ့လုပ်ရက်တွေကကျွန်တော်တို့ပြည်သူကိုပို့ပြီးတော့နော်တော်လန်ရေးကိုပို့ပြီးတော့ပါဝင်လာအောင်လုပ်နေတယ်လို့ပဲပေါ့အဲ့အတွက်ဒီဒေါ်လာရေးကရက်မှာမဟုတ်ဘူးဆိုတော့ပြောချင်တယ်ပို့ပြီးတော့ဒီ2025မှာအချိန်ကောင်းလာလိမ့်မယ်နောက်တစ်ခုကကျွန်တော်ပြောချင်တာဒီတို့ဒီတိုင်းသားလက်နက်ကင်ကြီးပေါ့နော်တိုင်းသားလက်နက်ကင်ကြီးဟိုနင်းနဲ့ဟိုမြင်လာရဖို့ရှိတယ်ပေါ့နော်ဟိုအခုဒီရက်ထဲမှာဆိုလို့ရှိရင်ကိုကျုပ်ထုံးမျက်နှာပြောလိုက်တဲ့စကားနော်ကိုကျုပ်တယောက်ရဲ့နှုတ်ထွက်စကားကိုကျွန်တော်တို့ပြည်သူတွေလေးစားယုံကြည်တယ်ပေါ့ဘာဖြစ်လဲဆိုလို့ရှိရင်ခေါင်းဆောင်တယောက်ရဲ့စကားအရေးကြီးတယ်တောင်ပြောမြောက်ပြောတွေပြောအပြောတစ်မျိုးလုပ်တစ်မျိုးတွေလုပ်နေတယ်ဆိုတာကမင်းအောင်နိုင်ပဲရှိတယ်နော်ကြံတဲ့တိုင်းသားနော်ခေါင်းဆောင်တွေကဒီလိုပြောတစ်မျိုးလုပ်တစ်မျိုးမလုပ်ဘူးနော်ပါဇက်ကပြောဖို့လည်းခက်ခဲတယ်ထွက်ဖို့လည်းခက်ခဲတယ်ထွက်လာပြီဆိုလို့ရှိရင်လည်းသူတို့စကားကိုသူတို့တာဝန်ယူတယ်ဒါကြောင့်မလို့ကျွန်တော်တို့ယုံကြည်တယ်ဘုရုပ်ထုံးမျက်နှာရဲ့စကားအမတန်မှလည်းအားရှိတယ်ကျေးဇူးလည်းတင်တယ်ပေါ့နော်ကျွန်တော်တို့တကယ်တမ်းကျတော့ကျွန်တော်တို့တွေကအားလုံးကတလေလေးစီးနေကြရတဲ့လူတွေကြီးပဲလေနော်ကျွန်တော်တို့အနေနဲ့ဘာကြောင့်အားရှိတာလဲဆိုလို့ရှိရင်နော်ကျွန်တော်တို့ဒီအာနာရှင်တွေကိုတိုက်ထုတ်တဲ့နေရာမှာတကယ်ဟိုမှာခိုင်မာ190လောက်ခိုင်မာလာတဲ့အုတ်တိုင်းကြီးကိုခေါင်းနဲ့တိုက်နေရတယ်လို့ပြည်သူအင်အားလေးနဲ့သွားနေရတာကျွန်တော်တို့မှာအခက်အခဲတွေအများကြီးဒါတိုက်နေတဲ့ဟိုရဲဘော်တွေအတွက်စားနပ်ရိက္ခာဟာလားဒီစစ်တုံးစရိတ်တွေဒါတွေအားလုံးကပြည်သူတွေရဲ့အင်အားနဲ့ပဲတွားနေရတာဖြစ်တဲ့အတွက်အခုလိုမျိုးခေါင်းဆောင်တယောက်ရဲ့ပါဇက်ကနေပြီးတော့ဒီလိုစကားမျိုးပြောလာတဲ့အတွက်အယောင်မှကျင်းတဲ့တဲ့အယောင်မှဝမ်းသာတယ်အားလည်းကိုးပါတယ်ပေါ့နော်ဆိုတော့ရှေ့လျှောက်ပြီးတော့ဟိုကျမတို့ကဒီတော်လိုင်းကိုမြန်မြန်အဆုံးတက်ဖို့တခုတည်းကိုပဲနော်ဒါတော်လိုင်းရေးဖွဲ့တွေလည်းတွေးသွားတာဖြစ်တယ်ပေါ့သူတို့ဒီလိုမျိုးလုံနေလေကျမတို့တော်လိုင်းရေးဘက်ကအဖွဲ့သားတွေရဲ့အတွေးရတယ်မရတော့ဘူးဒီကောင်တွေတော့မဖြစ်တဲ့နီးနဲ့ရအောင်လုပ်ရမယ်ဆိုတဲ့အတွေးပဲကျမတို့တော်လိုင်းရေးဘက်တော်သားတွေထဲမှာဝင်သွားတာဖြစ်တယ်ပေါ့နော်အဲ့အတွက်ဟိုတော်လည်းရေးကြနေတယ်ဆိုတာကကျွန်တော်တို့တရုတ်ဝင်ရှုပ်လို့တာကြာနေတာပေါ့ဒီတရုတ်ကိုလည်းယူဆိုင်နေရတဲ့အနေအထားမျိုးရှိနေတာပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်တရုတ်ကနော်အင်မတန်မှမြန်မာပြည်ပေါ်မှာကင်တွေဖြည့်ရှင်းတာကအင်မတန်မှပါနေတယ်နော်အင်မတန်မှဟိုရှင်းလဲရှောက်တာပြားလဲဆွဲတာပုံစံမျိုးနဲ့ဝင်ပြီးတော့လုပ်နေတာပေါ့နော်သူ့ကိုပြန်တိုက်ခိုက်ဖို့ဆိုတာကလည်းမဟုတ်ဘူးပေါ့နော်ကိုယ်နိုင်ငံမှာလာပြီးတော့ဟာလာဟိုလို့ပြောရမလဲစစ်ရေးနဲ့ဝင်နေတာမျိုးလည်းမဟုတ်ဘူးဒီလိုစစ်ရေးနဲ့ဝင်ခဲ့မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့တရုတ်ကိုရှင်းနိုင်ကြအကြောင်းမရှိဘူးအဲ့ဒီအတွက်ကျွန်တော်တို့ကဟိုပြည်သူချင်းချင်းပူကယ်ပြီးတော့တွားနေရတဲ့နေရာမှာဒီတရုတ်ရဲ့အင်အားပါလာတဲ့အခါကျတော့ကျွန်တော်တို့ဒေါ်လာရေးကိုနောက်နေသွားမှာနောက်ချက်ဖြစ်သွားမှာစိုးလို့တာကျွန်တော်တို့တွေကချင့်ချိန်ပြီးတော့လုပ်နေရတယ်တကယ်တမ်းကျရင်ဒေါ်လာရေးကနိုင်နေပြီအောင်နေပြီပေါ့နော်ဟိုခွေးစိတ်ရှိတဲ့လူတွေကတော့ခွေးချင်းပဲကြံပါပဲနော်အများတမ်းပဲခွေးချင်းကြံခဲ့တာတလိမ့်ဆန်နေလို့ပဲဆက်ဆံခဲ့တာဆိုတော့ကျမတို့မှာတွားစရာကတလန်းပဲရှိတယ်ကျမတို့ပြည်သူတွေမှာရွေးချယ်စရာကဒီတလန်းပဲရှိရပေါ့နော်ဒါကြောင့်မို့ဒေါ်လာရေးကိုလည်းပါဝင်ကူညီပေးကြဖို့အရန်ကိုမှလိုအပ်နေတယ်နော်ကျွန်တော်တို့ကနိုင်ကျင်တာတစ်ခုပဲနဲ့မပြီးသွားဘူးလေနော်ကိုယ့်ရဲ့ကိုယ်တွေရဲ့ပါဝင်မှုနော်ကျွန်တော်တို့တိုင်းပြည်အတွက်ပါဝင်မှုအများကြီးအင်အားတွေလိုအပ်နေတာဖြစ်တဲ့အတွက်အခုဆိုလို့ရှိရင်ဒါစစ်ကောင်စီရဲ့လုပ်ရက်တွေတော်လေးကိုရက်ဆက်တယ်တော်လေးကိုရုံမာတော်လေးတရားလွန်တယ်ပေါ့နော်အဲ့အတွက်တနေ့မဟုတ်တနေ့ကိုယ့်စီကိုလည်းဒီအန်ဒီတွေကကြောက်လာမှာဖြစ်တဲ့အတွက်ဒီစစ်ကောင်စီလက်အောက်မှာဖွင့်ထားတဲ့အကြောင်းတွေကိုလည်းမတက်စေချင်ဘူးနောက်တစ်ခုကဒီလွတ်မြောက်နေပြည်တွေမှာလည်းကလေးတွေကိုဟိုကြောင်းထားတာမျိုးမလုပ်စေချင်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်အခုနောက်ပိုင်းမှာဒီတရုတ်ရဲ့ကူညီမှုရုရှားရဲ့ကူညီမှုကြောင့်ဟိုမင်းအွန်လိုင်းတို့အနေနဲ့ကအများကြီး server တွေကို
ဟာလာ data တွေကိုအများကြီးဖမ်းလို့ရနေတာဖြစ်တယ်ဟိုတီနေရ area တွေဆိုလို့ရှိရင်အမတန်မှဟိုတော်လိုင်းရေးတစ်ဖွဲ့တွေကို view site ဆင်ခြင်းတယ်အဲ့တော့သူတို့ကတော့ဒီပဲရင်းလိုနေမြေမျိုးပေါ့ရှင်အဲ့ဒီနေရာဒီပဲရင်းဒီရာဇဝင်ရှိတယ်ငကိုတွေကမှစစ်ကောင်စီကိုမလိုလားတဲ့နေရာဖြစ်တယ်ပေါ့နော်ဟိုစစ်ကောင်စီကိုမလိုလားဘူးဆိုတာတရားမျှတမှုအတွက်ဆိုလို့ရှိရင်တတိရှိတဲ့ရဲရဲဖော်ထုတ်ရဲတဲ့နေရာမျိုးတွေပေါ့အဲ့ဒီမှာရာဇဝင်လည်းရှိခဲ့တာပဲလေနော်အဲ့တော့ဒီလိုနေရာမျိုးတွေမှာဆိုလို့ရှိရင်စစ်ကောင်စီအနေနဲ့ကဟိုဂရုစိုက်နေမှာမဟုတ်ဘူးကလေးတွေပါလေသူတိမှာမဟုတ်ဘယ်လိုနေရာမှတိမှာမဟုတ်ဘူးเนาะဒီလိုနေရာတွေမှာဒါသူ့အနေနဲ့ကတော့မိသွားတယ်ဆိုလို့ရှိရင်လည်းတက်တေတွေထွက်လာတယ်ဆိုလို့ရှိရင်လည်းသူ့နေရာတော့ဒါ PDF တွေရှိတဲ့နေရာဆိုပြီးတော့ဘုံသွားကျဲတာလို့ပဲသူပြောမှာပဲတက်တေမထွက်လာဘူးဆိုလို့ရှိရင်လည်းဒါ NUG ဘက်ကလောက်တာလို့သူတို့ကသတင်းထုတ်မှာပဲအများနဲ့လိန်ညာတဲ့သတင်းတွေပဲထုတ်လာတာဆိုလေဒါမျိုးတွေကလုံနေကြမှာပဲဒါပေမဲ့အတုံးမဝင်တော့ပါဘူးလို့เนาะအတုံးမဝင်တော့ပါဘူးပြည်သူတွေကမျက်စိပိတ်နားပိတ်တွေမဟုတ်တော့ဘူးမျက်မြင်ကိုယ်တွေတွေ့ခဲ့ပြီးသွားပြီသူတို့ရဲ့လုပ်ရက်တွေနိုင်ငံတကာကိုလည်းဒီသတင်းတွေကရောက်နေပြီနိုင်ငံတကာမှာရောက်နေတာလည်းရောက်နေတဲ့သတင်းတွေကလည်းဒါကျမတို့နော်တော်လိုင်းရေးအဖွဲ့တွေနော်နိုင်ငံရေးလှုပ်ရှားနေတဲ့အဖွဲ့တွေကပဲစူးစမ်းနေတာဖြစ်တဲ့အတွက်ဟိုဘက်ပေါင်းစုံကနေပြီးတော့လုပ်နေကြတယ်ပေါ့အဲ့အတွက်ကျမတို့မှာကကျမတို့ပြည်သူတွေမှာကမျှော်လင့်စရာတစ်ခုပဲရှိတာတော်လိုင်းရေးမြန်ပြီးဖို့နဲ့နော်ကျမတို့ကဟိုပြည်သူတွေကတော်လိုင်းရေးမပြီးသေးလို့ငါတို့ဒုက္ခရောက်နေပြီးပါတော့လို့អော်နေတာမဟုတ်တော်လိုင်းရေးကိုမြန်ပြီးကျင်တာတော့မှန်တယ်စစ်တွေကိုမဖြစ်စေချင်တော့တာတော့ဒါပေမဲ့ပြည်သူတွေရဲ့စိတ်ထဲမှာဒီအာဏာရှင်ကိုလုံးဝလက်ခံလို့အစီအမပြေတော့မရတော့ဘူးလုံးဝဟာလာဒီလက်အောက်ထဲမှာနေလို့မဖြစ်နိုင်တော့ဘူးဆိုတာကိုပို့ပြီးတော့မြင်လာကြားလာရတယ်ပေါ့နော်ပို့ပြီးတော့လက်ခံလာနိုင်တယ်ပေါ့အဲ့တော့တော်လန်ရေးကိုပဲကျမတို့တွေကအာယုံစိုက်ပြီးတွားကြမယ်အမြန်လုံနိုင်ဖို့လိုတယ်ပေါ့နော်ဟိုတိုင်းသားတွေခေါင်းဆောင်တွေကိုလည်းဟိုကျမတို့ပြည်သူတွေနဲ့အတန်ထုတ်ချင်တာကဟိုစစ်စစ်လုံးပေါင်းစည်းပြီးတော့တွားကြစီနေတယ်အမြန်လုံဖို့လိုနေပေါ့နော်မဟုတ်ရင်တော့ကျမတို့ပြည်သူတွေဒီထက်ပိုပြီးတော့ဆုံးရှုံးမယ်နော်ဒီတခြားအနိုင်ငံတွေကကူညီထားတဲ့ဟိုဒီစစ်လက်နက်တွေဆိုခုနောက်ပိုင်းတုံးလာတာပို့ပြီးတော့ဒီဒရုန်းတွေဆိုလို့ရှိရင်ပိုပြီးကောင်းလာတယ်ဒါတွေလည်းသတိထားဖို့လိုတယ်မြန်အဆုံးတက်ဖို့လိုနေတယ်ဆိုတဲ့အကြောင်းကိုကျွန်မညီပြောချင်တယ်ပေါ့နော်